ကျွန်တော်ခုနက Max Holloway နဲ့ Topuria ပွဲပြန်ကြည့်ဖြစ်တယ်ပေါ့ဗျာအဲ့ထဲမှာတီးတဲ့တန်မြင်ရတာကပထမ round မှာ Max Holloway ကတာပါတယ် Max Holloway ရဲ့ jab တွေ hook တွေကပိုထိပါတယ် Topuria ကဒါပေမဲ့အဲ့လောက်မထိုးပါဘူးမထိုးဆိုတာလေ reach ကကွာတယ်ဗျာ reach က Max Holloway ကပိုများတယ်လက်တံပိုရှည်တယ်ပြီးသွားရင်အရက်ကလည်းကွာတယ် Topuria အနေနဲ့ဝင်လုံးလိုက်ရင်ပို့ပြီးတော့အတိနားနိုင်တယ်ပြီးတော့ Topuria က boxing သမားစစ် 100% boxing သမားဖြစ်တဲ့အတွက်ကြောင့်သူက technique အပိုင်းနဲ့ပဲသွားတယ်သူက volume ထက် power ကိုပို့ပြီးတော့ဦးစားပေးတယ်ဒါပေမဲ့ဘာကွာသွားလဲဆိုရင် Max Holloway ကတိမထိထိုးတယ်ဗျဝင်လုံးပြီးတော့ထိုးဖို့ပဲ Max Holloway ကရတယ်ဒါပေမဲ့သူ့ boxing နဲ့တော်တော် elite ဖြစ်တဲ့ level မှာရှိတယ် Max Holloway ကလည်းဒါပေမဲ့ Topuria ကကျတော့ technical ဘိုင်းပို့သွားတယ်ဗျသူ့ရဲ့ boxing က 100% လုံးဝအကောင်းဆုံးပဲ boxing အဲ့ boxing မှာသူကတစ်ချက်ဆိုတစ်ချက်နာအောင်ထိုးတယ်ထိအောင်ထိုးတယ် Max Holloway ကစားတဲ့ပုံကျတော့ stamina ကုန်တယ်ထိုးချက်တွေထိတယ်အမှတ်ပိုများတယ်ဒါပေမဲ့ decision 8တိုင်းသွားမယ်ဆိုရင် Max Holloway ကနိုင်လောက်တယ်ဒါပေမဲ့ဆရာသမား Topuria က technical ဘိုင်းဆန်တယ် boxing skill က 100% ရှိတာလည်းပါတယ်ထိရင်ထိချက်တိုင်းကနာပါတယ်တိတတာကိုနာတာအဲ့တော့နောက်ဆုံး knockout လုပ်လိုက်တဲ့အချိန်မှာလဲ right left combo တွေတွင်းတယ် combo တွေတွင်းတဲ့အချိန်မှာ Topuria ကို Max Holloway ကဒူးတိုက်လိုက်တယ်ဒူးတိုက်ပြီးမှတခါလေ left foot တစ်လုံးကျွေးလိုက်တာ Max Holloway အမှောက်ပါပဲ power ကြီးကကျွတ်စင်ကြီးပါ145 featherweight အတန်းမှာအဲ့လိုထိုးနိုင်ဖို့က Conor McGregor level မှာရှိပါတယ်တခြားအဲ့ power ရှိတဲ့ကစားသမားမရှိပါဘူးမရှိဘူးဆိုတာဗျာ Topuria လောက်မကောင်းလို့ပြောချင်တာဗျာ145တန်းမှာပေါ့အဲ့ဒါကြောင့်လဲ power ဖြစ်တယ်အခု lightweight တက်လာတော့လေ Charles Oliveira ကို round 1မှာ left hook တစ်လုံးကျွေးပြီးတော့ knockout လုပ်လိုက်ပါတယ် Charles Oliveira က BJJ အားတန်တယ် BJJ အကွက်တွေတုံးတယ် gut တွေခံတယ်မြေပေါ်လဲတယ် grapple လုပ်တယ် take down defense ကတော့ Topuria ကအားနေတယ်လို့ပြောရမယ် Charles Oliveira ကပထမ round မှာဝင်လုံးပြီးတော့ submission လုပ်ဖို့ကြိုးစားတယ်ဒါပေမဲ့လုံးထွက်နိုင်ခဲ့တယ်ပြီးတော့ level right hook combo ထိုးတယ်နောက်ဆုံး left foot နဲ့အဆုံးတက်လိုက်တယ်အခု pound for pound number 1 lightweight champion ကဘက်ကိုရထားတယ်နောက်ထပ်သူနဲ့တွေ့ရမယ့် greatest က Islam Makhachev ပဲကြံပါတော့တယ်ကျွန်တော်တို့တွေ့စီချင်ပါတယ်တော်တော်ကောင်းမဲ့ပွဲဖြစ်မှာပါဒါပေမဲ့ Islam Makhachev ကအခုလောလောဆယ် welterweight တက်ထားတာဖြစ်တဲ့အတွက်အစတည်းကလည်း reach တွေ height တွေက Topuria တဲ့ပိုနိုင်ပါတယ် Topuria ကိုလုံးဖို့လွယ်လောက်တယ်လို့ထင်ပါတယ်ဒါပေမဲ့ face to face stand နဲ့ပဲဆွဲမယ်ဆိုတော့ Topuria နိုင်ပါတယ်